တိုးရွာမှာကွယ်ချိန်ညနေဆောင်ကလေးမဲ့အပေါင်းအသင်းနဲ့ရေခတ်လာတဲ့ထုံးစံမှာရွာမှာကွယ်ဟိုရှိကခင်ပြူရဲ့ရုပ်စင်ကချောလာတဲ့တို့ရမမနေနဲ့ကွယ်မြို့ကိုသာမောင်ခေါ်မယ်သမီးရေစားစကားလာမပြောနဲ့တော်သူများပါထင်တယ်မြို့သားစာလူဝတရားကိုအများကြီးသိတတ်တယ်တဘောစိတ်ကောင်းနဲ့မောင်တောင်ပန်နဲ့ခင်ပြူရဲ့နေရာမှာနေရာကိုသိချင်လာပါတယ်မိုင်းညို့ညို့ဆိုင်လူရဲ့ညူပြာရီမောင်ချဲတော်ရန်ကလေးနဘေးကဆွဲအဲ့ဒီရွာပဲကွယ်တဘောကောင်းတဲ့ကလေးမရဲ့ရွာကိုလေလာမယ်မင်းတို့အိမ်ရောက်တော့ကွယ်မောင်ကိုပါချွေးမယ်အော်ဘစ်ကစ်ကိတ်တို့ဒါမျိုးတွေကိုပုံမူကကြွားမပြခြင်းနဲ့မိုးနလိုငါဖမ်းမခင်ရဲ့စားပြခြင်းနဲ့တဘောကောင်းတဲ့ကလေးမရဲ့ခင်တို့အိမ်မှာမိန်မိန်စားခြင်းနဲ့မိုင်းညို့ညို့ဆိုင်လူရဲ့ညူပြာရီမောင်ချဲတော်ရန်ကလေးတဘေးကဆွဲအဲ့ဒီရွာပဲကွယ်တဘောကောင်းတဲ့ကလေးမရဲ့ရွာကိုလေလာမယ်မင်းတို့အိမ်ရောက်တော့ကွယ်မောင်ကိုပါချွေးမယ်အော်ဘစ်ကစ်ကိတ်တို့ဒါမျိုးတွေကိုပုံမူကကြောင်းပြခြင်းနဲ့မိုးနတို့ကဖမ်းမခင်ရဲ့စားပြခြင်းနဲ့တဘောကောင်းတဲ့ကလေးမရဲ့ခင်တို့အိမ်မှာမိန်မိန်စားခြင်းနဲ့